ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည်ဒီကနေ့မနက်ပိုင်းမှာဒုတိယသမ္မတဦးညိုစောပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးမျိုးတန့်ဦးမင်းအောင်နဲ့တာဝန်ရှိသူများလိုက်ပါပြီးပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းလန်ဒရာများအဆင့်မြင့်တင်ဆောင်ရွက်နေမှုနဲ့ဒေသရွက်တည်နှံများကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့အားလိုက်လံကြည့်ရှုစစ်ဆေးပါသည်ဦးစွာနိုင်ငံတော်သမ္မတသည်ရွှေပြည်တော်ဝန်လမ်းမရှိနေပြည်တော်တောင်တွင်ကြီးမြေရထားလမ်းကုန်းကျော်တရားပေ1300တိစောက်ချင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးရာစောက်လို့ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးတန်းနဲ့တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြပါသည်ရှင်းလင်းတင်ပြမှုများပေါ်နိုင်ငံတော်သမ္မတကပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းလမ်းများအလုံးအဆင့်မီမီနဲ့စနစ်တကျဖြစ်စေရေးအဆင့်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနေပြည်တော်ကောင်စီနယ်မြေအတွင်းမြေရထားလမ်းကူးနေရာများမှာဂုံးကျော်တရားများဆက်လက်တွေ့သွင်းတိစောက်နိုင်ရေးအတွက်လည်းစနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းနဲ့ယခုနေပြည်တော်တောင်တွင်းကြီးမြေရထားလမ်းဂုံးကျော်တရားတိစောက်ခြင်းလုပ်ငန်းအားမုံမကြမီဆောင်ရွက်ရတဲ့လုပ်ငန်းများအားဆောင်ရွက်နိုင်စေရေးကြက်မှတ်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်မှာကြားပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်ရွှေပြည်တော်ဝင်လမ်းတစ်လျှောက်တန်ရှင်းတရားလှပရေးလုပ်ငန်းများနဲ့လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုမော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်နေပြည်တော်လေးစိတ်ဝင်လမ်းသစ်ဖောက်လုပ်နေမှုနဲ့ယာယီတန်ပေါင်းပီလီတရာတိဆောက်ရန်ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ရောက်ရှိကြည့်ရှုစစ်ဆေးရာစောင့်လို့ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြပါသည်ရှင်းလင်းတင်ပြမှုများပေါ်နိုင်ငံတော်သမ္မတကယခုလေးစိတ်အဝင်လန်းတဲ့အားနေပြည်တော်မှလေးစိတ်သို့လာရောက်သူများနဲ့လေးစိတ်မှနေပြည်တော်သို့တွားရောက်သူများပုံမှုလျင်မြန်မြန်ဆန်စွာဖြင့်တွာလာရောက်ရှိနိုင်ရေးရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်းလမ်းသစ်ဖောက်လို့လုပ်ငန်းအကောင့်တွေပေါ်ဆောင်ရွက်မှာစနစ်တကျဖြင့်အဆင့်မြင့်တင်ဆောက်လုပ်သွားရန်လိုပါကြောင်းအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့လမ်းအသုံးပြုသူဥယျာဉ်နဲ့မော်တော်ယာဉ်အစီးရေတိုးတက်လာနိုင်မှုများပေါ်ထည့်သွင်းတွက်ချက်ပြီးလမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန်လိုပါကြောင်းလမ်းဘေးဝဲရတလျှောက်မှာအရေးရလေကားပင်များကိုလည်းမိုးရသည့်အမီစိုက်ပျိုးသွားရန်လိုကြောင်းနဲ့တခြားလိုအပ်တာများကိုလမ်းညွှန်မှာကြပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်ရွှေပြည်တော်ဝင်လမ်းပေါ်ရှိရန်ကုန်မန္တလေးမြေရထားလမ်းကုန်းကျော်တရားတိစောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီးတာဝန်ရှိသူတို့ရဲ့ရှင်းလင်းတင်ပြမှုများပေါ်ပြည်မနာမျိုးရှောင်လမ်းမှရွှေပြည်တော်ဝင်လမ်းသို့ဝင်ရောက်ခဲ့လမ်းအားစနစ်တကျဖြစ်စေရေးစနစ်တကျဆောင်ရွက်သွားရန်လိုပါကြောင်းနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိလမ်းများအလုံးစနစ်တကျဖြစ်စေရေးနဲ့နောက်အနာဂတ်မှာတိုးတက်လာမယ့်မျိုးပြလူဦးရေနဲ့ယင်အသုံးပြုမှုများပြားလာနိုင်မှုပေါ်တွက်ချက်ပြီးတိုးချဲ့အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေးအတွက်လည်းစီမံဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနဲ့တခြားလိုအပ်တာများကိုလမ်းညွှန်မှာကြပါသည်။
အဲဒီနောက်နိုင်ငံတော်သမ္မတသည်ပြင်ပနာမြို့ကြီးအင်းကြီးရွာရှိ AK ဟင်းသီးရွက်ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းမြန်မာ Agri Foods Company Limited သို့ရောက်ရှိလေ့လာကြရာကုမ္ပဏီမှတာဝန်ရှိသူတို့ကဒေသတွင်းမှထွက်ရှိတဲ့ရုံးမဏီသည်ဟင်းနုတွင်ပိုစားပဲတရက်သီးနှင့်ပဲအမျိုးမျိုးတို့ပါဝင်ဟင်းသီးရွက်မျိုးစုံအား AK ဟင်းသီးရွက်များထုတ်လုပ်ပြီးပြည်ပဈေးကွက်သို့တင်ပို့ရောင်းချနေမှုအခြေအနေများအခြေခံလူဒန်းစားများရဲ့တဦးချင်းဝင်ငွေတိုးတက်စေရေးဆောင်ရွက်ပေးနိုင်မှုကန်ထွက်လေယာစိုက်ခင်းများမှကုန်ကျန်းများကို69%အထိအသုံးပြုထုတ်လုပ်လျက်ရှိမှုအရေးသွေးပြည့်မီတဲ့ထုတ်ကုန်အသင်းများတွေလှုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်များလက်ရှိဈေးကွက်ရရှိမှုအခြေအနေများနဲ့၎င်းကိုအခြေခံပြီးအာရှဈေးကွက်ဥရောပဈေးကွက်များသို့တိုးချဲ့ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြပါသည်ရှင်းလင်းတင်ပြမှုများပေါ်နိုင်ငံတော်သမ္မတကနိုင်ငံအတွက်ကြိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီးလက်ရှိရရှိပြီးဖြစ်တဲ့ဈေးကွက်ကိုအဓိကရည်ရွယ်ကဆက်လက်တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရေးဆောင်ရွက်သွားရန်လိုပါကြောင်းအဲဒီလိုဆောင်ရွက်ရမှာစူပေါင်းသမဝါယမစနစ်ဖြင့်လည်းဆောင်ရွက်ရနိုင်မှာကြောင်းဟင်းသီးရွက်များအား greenhouse များဖြင့်တအုပ်တမရာသီမရွေးစိုက်ပျိုးထုတ်လုပ်နိုင်အောင်သုတေသနပြုလုပ်ပြီးဆောင်ရွက်သွားမယ်ဆိုပါကကုန်ကျန်းသီးနှံများပုံမရရှိလာနိုင်မှာဖြစ်ပြီးထုတ်ကုန်များပုံမထုတ်လုပ်နိုင်ကပြည်တွင်းပြည်ပဈေးကွက်များသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့်နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေများပုံမရရှိနိုင်မှာဖြစ်ပါကြောင်းကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရမှာကုန်ကျန်းမှာစပြီးသုံးစွဲသူလက်ဝယ်သို့ရောက်ရှိသည့်အထိအစဉ်အားလုံးကိုချိတ်ဆက်ထားတဲ့ထောက်ပံ့ရေးကွင်းဆက် supply chain ကိုစနစ်တကျစဉ်းစားတွက်ချက်ဆောင်ရွက်သွားရန်လိုပါကြောင်းစိုက်ပျိုးမြေများကိုလည်းအကျိုးရှိအောင်အသုံးချသွားရန်လိုကြောင်းနဲ့တခြားလိုအပ်တာများကိုအကြံပြုဆွေးနွေးပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်ကုမ္ပဏီအတွင်း AK ဟင်းသီးရွက်ထုတ်လုပ်နေမှုလုပ်ငန်းဆောင်ရွက်နေမှုအစဉ်အဆက်အားလိုက်လံကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်သည့်များပြန်လည်မေးမြန်းဆွေးနွေးကာနိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးနဲ့ခြေတန်းနေပြည်သူများရဲ့လူမှုစည်းဝါးဘဝများဖွံ့ဖြိုးတိုးတက်ရေးများစွာအထောက်အကူပြုတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်လုပ်ငန်းတိုးချဲ့နိုင်ရေးနဲ့ထုတ်ကုန်များတိုးမြင့်ထုတ်လုပ်နိုင်ရေးအတွက်ဌာနဆိုင်ရာများနဲ့လည်းလိုအပ်သည့်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးလမ်းညွှန်ပါကြပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်ရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်းမော်တော်ယာဉ်များဖြင့်ဆက်လက်ထွက်ခွာခဲ့ကအိုင်ဆောက်ကြီးရွာနီးနဲ့ပင်လောင်းလမ်းစုံနေရာတို့မှာလမ်းဘေးဝဲရတလျှောက်ရေစီးလာကောင်းမွန်စီရေးရေနုံများများဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးကတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်လိုအပ်သည့်များလမ်းညွှန်မှာကြပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတသည်အေးမြင့်တာယာတရာစင်သေးချောင်းကူသို့ရောက်ရှိကြပြီးစင်သေးချောင်းတစ်လျှောက်ချောင်းကပါများအားတဘာဝဘေးဒဏ်ခံနိုင်ရေးနှင့်ရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခြင်းမှာအရှိန်အဟုန်ဖြင့်ရေစီးခြင်းမှုတန်းကိုခံနိုင်ရေးတို့အတွက်ရေချောင်းတင်းတင်းခြင်းလုပ်ငန်းများအားစနစ်တကျဆောင်ရွက်သွားရန်တရားနေရာများမှာလည်းကြန့်ခိုင်မှုစစ်ဆေးခြင်းနှင့်တင်းတင်းခြင်းလုပ်ငန်းများကိုစနစ်တကျတင်းတင်းဆောင်ရွက်သွားရန်နှင့်တခြားလိုအပ်တာများကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ